Hello အားလုံးပဲမင်္ဂလာပါတန်တဲ့ kitchen ကနေပြန်လဲကြိုဆိုပါရစေဒီကနေ့ကတော့မတ်ပဲအချိုချက်နီးလေးပြပြမယ်ပေါ့နော်ဒါကပဲလာမုတ်ထံမှာတုံဖြစ်တဲ့မတ်ပဲတို့ပေါ့နော်ပဲကိတ်ထံမှာလည်းတုံလို့ရပါတယ်တညစိန်ထားတဲ့မတ်ပဲကိုပြုတ်ပေးမယ်ပေါ့နော်စားလေးအနှင်းငယ်ထည့်ပြီးတော့မှပြုတ်ပေးပါပဲတွေကချက်ပြီးဆိုလို့ရှိရင်တော့သူ့ကိုကြိတ်ပေးရမယ်ပေါ့နော်ကြိတ်ပေးဖို့လိုပါတယ်ကြိတ်ပေးမှာပဲလေးအနစ်ကလေးကညက်ညက်ကလေးနဲ့ရမ်းကိုကောင်းတာပေါ့နော်ကဲအဲ့ရရေးကျန်တဲ့လေးအနှဲငယ်ထည့်ပြီးတော့မှကြိတ်ပေးလို့ရပါတယ်နော်ကဲမတ်နော်အဲ့ဒါကိုတစ်ခါပြန်ချက်ပြီးမယ်နော်ဘိုးထဲမှာမပဲကိုပြန်ထည့်မယ်ပြီးလို့ရှိရင်ပေါ့နော်တကြားနဲ့စားထည့်ပေးမယ်တကြားကတော့ပေါ့နော်ဟိုကအချို့အရန်ကြိုက်တဲ့လူဆိုရင်များထည့်လို့ရပါတယ်ကျွန်မကတော့အချို့ကိုအရန်ကြီးမကြိုက်တဲ့အတွက်ကျွန်မကတော့အချို့ခပ်ပေါ့လေးဖြစ်ပါတယ်ပြီးရင်စားနေငယ်ထည့်ရပေါ့နော်ပြီးရင်သူ့ကိုစမပြတ်နေပေးရမယ်နော်စမပြတ်မွေးပေးရပါမယ်မွေးပြီးရင်တော့ကျွန်မကတော့ထောဘက်ကိုနည်းနည်းချင်းထည့်ပေးတယ်ပေါ့နော်ဒီထဲမှာကျွန်မထည့်ထားတဲ့ထောဘက်ကတော့စုပေါင်းသမင်းစားစွန်းနဲ့3စွန်းဖြစ်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်တော့ထောဘက်ဓမ္မအဝင်ထည့်လိုက်ပြီပေါ့နော်တော့ထောဘက်လေးထည့်မှာပေါ့မွေးရတာဒုတိယအချိန်ပေါ့နော်ကဲစုပေါင်းကျွန်မထည့်လိုက်တဲ့ထောဘက်ကတော့3ချိန်ပေါ့နော်3ချိန်လေးနဲ့အဲ့ဒါအိုးလေးမကတ်အောင်တော့သူကတော့အစမပြတ်နေပေးရပါတယ်နော်ဘယ်ချိန်ထိကိုနေပေးရလဲဆိုလို့ရှိရင်တော့ပဲတွေကစီစီပိုင်လေးဖြစ်သွားပြီဆိုတဲ့အချိန်ကြီးဆိုရင်တော့ရပါပြီเนาะဒီလောက်ဆိုရင်ရပါပြီကဲပိုလိုချင်တဲ့ပဲနစ်ကလေးကိုအေးခံပြီးရင်ပဲလာမုတ်ထဲမှာပဲထည့်ဟောနော်ပဲကိတ်ထဲမှာပဲထည့်လို့ရပါပြီကဲမပဲကိုမကြိုက်ကလပဲကိုသုံးမယ်ဆိုလဲကလပဲကိုလည်းဒီနည်းတိုင်းနဲ့ပဲသုံးလို့ရပါတယ်เนาะအခုဆိုရင်မပဲမွေးလေးရပါပြီเนาะဒီပုံစံလေးလှုပ်ရှားကြည့်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျမရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့เนาะကျမကတော့မုတ်လေးတွေကိုအလွယ်ဆုံးနည်းနဲ့အကောင်းဆုံးအရသာရှိတဲ့မုတ်လေးတင်ပေးနေပါတယ်